မှန်းထားတဲ့လူဦးရေထက်ကိုမကဘူး1200ကျော်သွားပါတယ်ဒီခန်းမကြီးอ่ะဆိုလဲတကယ်တမ်းဆိုလို့ရှိရင်1000လောက်ပဲဆက်နာပါဒါပေမဲ့အခုဒီနေ့တက်ရောက်တာ1000မကဘူး1200ကျော်သွားတာဖြစ်တဲ့အတွက်တက်ရောက်လာတဲ့တင်နန်းသူတင်နန်းသားတွေမှာထိုင်စရာခုံလေးတွေတောင်အခက်အခဲဖြစ်ရပါတယ်အဲ့ဒီအတွက်လဲကျမဒီနေရာကနေမေတ္တာရက်ခံပါတယ်တောင်းပန်ပါတယ်ဒီနေ့ကျင်းပပြုလုပ်တဲ့သင်တန်းလေးကတော့ AMNCFD ဥပဒေအသိပညာပေးသင်တန်း6ကြိမ်မြောက်သင်တန်းလေးဖြစ်ပါတယ်။အိမ်ချမ်းမြေအသိပညာပေးသင်တန်းကတော့12ကြိမ်မြောက်သင်တန်းလေးပဲဖြစ်ပါတယ်။နှစ်တိုင်းဒီသင်တန်းလေးတွေကိုကျမတို့ပို့ချဖြစ်ပါတယ်။တစ်နှစ်ကို2ကြိမ်လောက်ကျမတို့အသင်းကြီးကပို့ချဖြစ်ပါတယ်ရှင်။အခုဒီနေ့ပြုလုပ်တဲ့သင်တန်းမှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့မှန်းထားတာပေါ့နော်မှန်းထားတဲ့လူဦးရေထက်ကိုမကဘူး1200ကျော်သွားပါတယ်ဒီခန်းမကြီးอ่ะဆိုလဲတကယ်တမ်းဆိုလို့ရှိရင်1000လောက်ပဲဆက်နာပါဒါပေမဲ့အခုဒီနေ့တက်ရောက်တာ1000မကဘူး1200ကျော်သွားတာဖြစ်တဲ့အတွက်တက်ရောက်လာတဲ့တင်နန်းသူတင်နန်းသားတွေမှာထိုင်စရာခုံလေးတွေတောင်အခက်အခဲဖြစ်ရပါတယ်အဲ့ဒီအတွက်လဲကျမဒီနေရာကနေမေတ္တာရက်ခံပါတယ်တောင်းပန်ပါတယ်ပြီးရင်ကျမတို့ဒီတင်နန်းလေးကိုတက်ဖို့ဖုန်းလေးတွေနဲ့ဆက်ကြတယ်ဒီတင်နန်းမတက်ခင်ရုံးမှာလည်းအသင်းသူတင်သားတွေတက်ဖို့ရဆိုပြီးတော့ဒရက်ဆက်လာကြပါတယ်အဲ့တော့မနေ့ဖြန်လို့တင်နန်းစပြီဆိုဒီနေ့လို့လာတော့1000ကျော်သွားတဲ့အတွက်ကျမတို့မှာဒီတင်နန်းကိုဝင်တာကိုရက်လိုက်ရခြင်းဖြစ်ပါတယ်အဲ့တော့မတက်ရောက်လိုက်တဲ့တင်နန်းသူတင်နန်းသားတက်ချင်တဲ့သူတွေကိုလည်းကျမဒီနေရာကနေအနုညွတ်တောင်းပန်ပါတယ်နောက်လည်းမကြခင်မှာဒီတင်နန်းလေးကိုထပ်ပြီးတော့မှလုပ်ပေးပါမယ်လို့ကျမဒီနေရာကနေပြောကြားချင်ပါတယ်ရှင်ဒီအိမ်ချမ်းမြေနဲ့ပတ်သက်ပြီးတော့မှအသက်မွေးဝမ်းကြောင်းလုပ်နေတဲ့အိမ်ချမ်းမြေညီကိုမောင်နှမများအားလုံးကိုဒီသင်တန်းတွေကိုအားလုံးကိုတက်ရောက်စေချင်ပါတယ်ရှင်တက်ထားတာပဲကောင်းပါတယ်ရှင်ဒီနေ့ကြားရောက်လာကြတဲ့သင်တန်းသူသင်တန်းသားများဌာနဆိုင်ရာအကြီးအကဲများသင်တန်းပို့ချပေးတဲ့ဆရာဆရာမတွေရယ်ဒီကျမတို့ဒီသင်တန်းဖြစ်မြောက်ဖို့အတွက်ပေါ့နော်ဝိုင်းဝန်းပြီးတော့မှကူညီထောက်ပံ့ပေးတဲ့ sponsor တွေပေါ့နော် IME Property Diamond Sponsor တွေရယ်ပြီးတော့ Gold Sponsor Jade Property Gold Sponsor တွေရယ်ပြီးရင်ကိုရန်အောင် Gold Sponsor ကိုရန်အောင် Real Estate တို့ကိုလည်းကျမကဒီနေရာကနေကျေးဇူးတင်ပါတယ်လို့ပြောကြားလိုပါတယ်ရှင်တက်ရောက်လာကြတဲ့သင်တန်းသူသင်တန်းသားအားလုံးကိုလည်းကျေးဇူးတင်ပါတယ်မတက်ရောက်လိုက်တဲ့သင်တန်းသူသင်တန်းသားများတွေလည်းနောက်တက်ရောက်ဖို့အတွက်ကျမတို့ထပ်မံပြီးတော့မှသင်တန်းတွေကိုပို့ချပေးပါမယ်လို့ပြောကြားလိုပါတယ်ရှင်လာရောက်ပြီးတော့တက်ရောက်ကြတဲ့သင်တန်းသူသင်တန်းသားတွေအကျိုးဆောင်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေအားလုံးဒီသင်တန်းတက်ရောက်ပြီးတော့ဘုဒ္ဓတာတွေရပြီးတော့အကျိုးဆောင်လိုင်စင်ရရှိဖို့အတွက်ဒီသင်တန်းဆင့်ပြီးမှဖြစ်တဲ့အတွက်ပို့ချပေးခြင်းဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ဒီအသိပညာဒီသင်တန်းကြီးကိုလာပြီးတက်ရောက်ကြတာလူဦးရေ1000ကျော်ရှိတဲ့အတွက်ကျမတို့လည်းဂုဏ်ယူဝမ်းမြောက်မိပါတယ်။နောက်လည်းဒီလိုမျိုးသင်တန်းတွေကျမတို့အသင်းကနေကြီးမှုကျင်းပပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနေ့တင်းလူတင်သားတွေအားလုံးအများကြီးတက်ရောက်လို့ဝမ်းသာပီတိဖြစ်ရပါတယ်။မန္တလေးတိုင်းဒေသကြီးအိမ်ချမ်းမြေကိုယ်စားလှယ်များဖွဲ့မျိုးတိုးတက်ရေးအသင်းပေါ့နော်။အသင်းကနေကြီးမှုကျင်းပတဲ့AMCFD တင်နန်းကတော့9/2026ဖြစ်တယ်လို့ကျွန်တော်တို့အိမ်ချမ်းမြေတင်နန်းတော့12/2026ဖြစ်ကျင်းပခြင်းဖြစ်ပါတယ်။ငွေကြေးခွာချတင်နန်းဆိုတဲ့ဥစ္စာကိုပါဝင်လာတာပေါ့လေ။ AMCFD တင်နန်းကပါလာတယ်။ဘာကြောင့်ပါလာလဲဆိုကျွန်တော်နိုင်ငံကိုပေါ့နော်ငွေမဲစစ်စင်းတယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့အမဲအောင်တဲ့သတ်မှတ်ထားတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အမဲအောင်နဲ့ပြန်ပြီးအဖြူအောင်ဖြစ်အောင်လို့ကျွန်တော်တို့ရောင်းဝယ်တဲ့ခါမှာအိမ်ချမ်းမြေရောင်းဝယ်တဲ့ခါမှာပဲဖြစ်စေရွှေရောင်းဝယ်တဲ့ခါမှာပဲဖြစ်စေဒီငွေကြေးစစ်စစ်မှုတွေကငွေမဲမဟုတ်ပါဘူးကျွန်တော်တို့ငွေဖြူတမရိုးကြစီးစင်းတာဖြစ်တယ်ဆိုတဲ့အကြောင်းအနေနဲ့ကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့စီစစ်ပြီးတော့အခုစ조사ဆောင်ရွက်နေခြင်းဖြစ်တယ်ဒါကြောင့်မလို့သတ်မှတ်ထားတဲ့သတ်မှတ်နှုံးထားတဲ့ကြော်လွန်တဲ့ငွေအမောက်တစ်ခုရောက်ခဲ့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့သတင်းပေးပို့ရပါတယ်ဒါမှကျွန်တော်တို့ကနိုင်ငံတော်ရဲ့အကျိုးကိုကျွန်တော်တို့အကျိုးဆောင်တွေအနေနဲ့ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့နိုင်ငံတော်အတွက်ကိုကျွန်တော်တို့အကျိုးဆောင်နေနဲ့တစ်စိတ်တစ်ပိုင်းပေါ့နော်ဥတ္တချတဲတဲ့ပွင့်ပါဝင်ပြီးတော့ထမ်းဆောင်ရနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီဆန်မင်းနဲ့ပတ်သက်တဲ့အသင်းတွေမပေါ်ခင်တော့ကအကျိုးဆောင်လို့မခေါ်ဘဲနဲ့ပွဲစားလို့ခေါ်ရခဲ့ကြပါဘူး။ပွဲစားလို့ခေါ်ရတဲ့အမည်ပညာဟာ
လူတွေကြားမှာမြန်မာနိုင်ငံအနေနဲ့ကြတော့အသွင်တစ်မျိုးနဲ့ပေါ်ပေါက်နေတဲ့အတွက်ကတစ်ချက်ကကျင့်ဝတ်နှစ်ချက်ကပုံသဏ္ဍာန်ပေါ့ဒီကျင့်ဝတ်နဲ့ပုံသဏ္ဍာန်တွေကိုပြောင်းလဲဖို့နဲ့နိုင်ငံတော်နဲ့ပြည်သူအတွက်ကိုသဟဇာတာဖြစ်အောင်အကျိုးကျေးဇူးဖြစ်အောင်ဆောင်ရွက်ပေးနိုင်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်အောင်တည်ထောင်ခဲ့ရတဲ့သဘောပေါ့မန္တလေးတိုင်းဒေသကြီးအိမ်ခြံတွေကိုယ်တိုင်များဖွံ့ဖြိုးတိုးတက်ရေးအသင်းဖြစ်လာတဲ့အတွက်ကအသင်းရဲ့အဝန်းဝိုင်းအတွင်းမှာအသင်းဝင်တွေကိုအိမ်ခြံမြေနဲ့ပတ်သက်တဲ့အသိပညာတွေပေးတယ်နိုင်ငံတော်နဲ့ပတ်သက်တဲ့ဥပဒေတွေကိုဒါဆိုရင်ငွေကြေးခွာချမှုတိုက်ဖျက်ရေးသင်တန်းဥပဒေပညာပေးသင်တန်းအကြမ်းဖက်မှုထောက်ပံ့မှုကိုပညာပေးသင်တန်းအဲ့ဒီဟာတွေကိုပို့ချလိုက်တဲ့အတွက်နိုင်ငံတော်နဲ့အသင်းဝင်တွေနဲ့ပြည်သူတွေကြားမှာအသင်းရဲ့လှုပ်ဆောင်မှုကသဟဇာတာဖြစ်လာပြီးတော့နိုင်ငံတော်ကိုလည်းထောက်ကူပြုနိုင်တယ်အသင်းဝင်အကျိုးဆောင်တွေရဲ့လူနေမှုဘဝလည်းမြင့်တက်လာပြီးတော့ပြည်သူတွေရဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့ခန်းကဏ္ဍကလည်းအမှားယွင်းကိစ္စနဲ့အိမ်ချမ်းမြေခန္ဓာဖွံ့ဖြိုးတိုးတက်လာတဲ့အတွက်ဒါကြောင့်မန္တလေးတိုင်းဒေသကြီးအိမ်ချမ်းမြေကိုယ်စားလှယ်များဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုတည်ထောင်ရခြင်းအပြင်တိုးတက်တဲ့အယူဆနဲ့တိုးတက်တဲ့အမြင်တွေနဲ့ဒီအသင်းဝင်တွေအနေနဲ့လှုပ်ဆောင်နိုင်ပါတယ်လို့ပြောကြားလိုပါတယ်